ပရိသတ်ကြီးဒီနေ့တော့ရင်တမမနဲ့ကြည့်ရမယ်အသက်လူတိုက်ပွဲကားလေးတကားနဲ့မိတ်ဆက်ပေးမယ်ဟာတာကမဟုတ်ဘူးနော်ကယ်လီဖိုးနီးယားမှာတကယ်ဖြစ်ခဲ့တဲ့အဖိုးဝါဆုံးတော်မီလောင်ကျွမ်းမှုအဖြစ်အပျက်ကြီးကိုရိုက်ထားတာဘာလက်နက်မှမပါပဲចောင်းကားအဝါကြီးတစ်စီးနဲ့ကလေးတွေကိုကယ်ထုတ်သွားမယ်ဟီးရိုကြီးအကြောင်းပေါ့ကဲမိတောက်တွေကြားတဲ့ကဘလို့ဖောက်ထွက်မလဲဆိုတာကြည့်လိုက်အောင်ဒီမှာကြည့်ပါဦးဗျာစကားဆဆချင်းမှာတင်ကျွန်တော်တို့ရဲ့ဇလိုက်ကြီးចောင်းကားဆရာကယ်ဗင်ရဲ့ဘဝကတော်တော်လေးစုပ်ပြတ်တတ်နေတာစေးဖိုးဝါခလိုအိုတီစင်ကျင်တာတောင်းလို့မရအောင်အိမ်ပြန်ရောက်တော့လဲတားဖြစ်သူရှောင်းကဂိမ်းဘေးဖီးဆော်ပြီးအဖေကိုဝိန်တိုက်သွားတာများမထီမဲ့မြင်တကယ့်ဂိမ်းကြောင်လေးရအဲ့ဒီကြားထဲသူချစ်တဲ့ခွေးလေးကကင်ဆာဖြစ်လို့ဆရာဝန်စီမှာအပ်လိုက်ရသေးတယ်ဇလိုက်နေတဲ့ထုံးစံတိုင်းဟီးရိုတွေဆိုတာအစားပိုင်းမှာဒီလိုပဲဒုက္ခပေါင်းစုံရောက်နေတတ်တာတဘာဝပဲလေအဲ့ဒီမှာပြဿနာကစတော့တာပဲလေပြင်းတွေတိုက်နေတဲ့အချိန်ရှက်စစ်ထက်တိုင်းကကျိုးပြကြပြီးတောမီဆလောင်ပါလေရောဒီကောင်ကတော့လက်ချလိုက်ပြန်ပြီမိသားကားတဲ့ချက်ချင်းရောက်လာပြီမဲ့တောင်ပေါ်လမ်းချင်းချင်းလေးမှာဘလူးမှသွားလို့မရဘူးဗျအချင်းတွေကတော်တော်ဆိုးနေပြီလေးကလည်းထန်တော့မီးထောက်တွေကရွာဘက်ကိုအမြန်ဆုံးနှုံးနဲ့ကူးလာနေတာကြည်ရင်နဲ့တောင်ကြက်တီထပ်ဆရာကြီးမြို့ထဲမှာတော့မီးခိုးတွေဖုံးနေပြီလူတွေလည်းပြာရာခတ်ပြီးကားတွေနဲ့ထွက်ပြေးကြတာတကယ်ကိုရန်ကုန်ကကားပိတ်တဲ့အတိုင်းပဲဗျကွာတာတစ်ခုကဘေးမှာမီးတွေဝိုင်းနေတာပေါ့အဆက်သွေးတွေလည်းကကုံပြတ်တောက်ကုန်ပြီကျောင်းမှာဆိုရင်လည်းမိဘတွေလာမကြိုးနိုင်တဲ့ကလေးတွေအများကြီးကြံခဲ့တယ်ဆရာမလေးမေရီကလည်းကလေးတွေအတွက်ပြာရာခတ်နေတာပေါ့ဒီအချိန်မှာကျွန်တော်တို့ရဲ့ကားဆရာကြီးကယ်ဗင်ကဘလို့မှနီးလို့မရတော့ဘူးလေငါပဲသွားကယ်မှရတော့မယ်ဆိုပြီးကြောက်ကားကြီးနဲ့ဝင်ချိတ်တော်တာပဲမိုက်တယ်ဗျအဲ့လိုတတိမျိုးကလက်ဖျားခါလောက်တယ်ဒါပေမဲ့လမ်းမှာကားတွေကပိတ်မီးကလည်းလိုက်လာပြီကယ်ဗင်ကြီးကတော့ကြောက်ကားအဝါကြီးနဲ့ Fast and Furious ရိုက်နေတာဗျရှေ့ကပိတ်နေတဲ့ကားတွေကိုရှောင်ဖို့အခြားလမ်းကြောင်းကနေမောင်းတာဓာတ်တိုင်တွေပြိုးကျလာတာကို Def ရှောင်ချန်စီရိုတွေကိုတိုက်ဖြတ်ပြီးမောင်းတာပရိသတ်ကြီးသူများတွေကအသက်လူပေးနေချိန်သူကခလီးတွေစီအရောက်သွားနေတာအဲ့ဒီကြားတဲ့ဘတ်ကားကိုလူမဲ့လူရက်သူကပါလာသေးတယ်ဆေးမဲ့အချိန်တောင်သူများစီကလူချင်းသေးတယ်နော်ကယ်ဗင်ကဆေးနက်ပါတဲ့ကောင်ကိုကန်ချလိုက်တာတောက်ခနဲပဲမှတ်ပြီလားကားပေါ်မှာခလီးတွေလည်းအပြစ်မီးတောက်တွေကလည်းကားကိုဝိုင်းနေပြီအပြင်ကမီးအပူချိန်ကြောင်ကားထဲမှာအိုင်လွန်လုတ်ကလေးတွေတတိလေးမလို့တောင်ချင်နေပြီဇမ်မာလီမယ်ရီကတာကလေးတွေကိုမငိုအောင်တော်တော်လေးချင်းထားနိုင်တာအဲ့ဒီမှာကားကရုတ်တရက်ဆက်နှိုးမရအောင်ရမီးတောက်တွေကလည်းနားတဲ့ထီရောက်နေပြီဟာသွားပါပြီကွာလို့ထိန်နေတဲ့အချိန်ကန်ကောင်းချင်တော့အဘိုးကြီးဆက်ပြန်နိုးလို့ရသွားပြီမီးတောက်တွေကြားထဲကနေစွတ်ဖောက်ထွက်လာနိုင်ခဲ့တယ်။ကျောင်းကားဒရိုင်ဘာဆိုပြီးမြစ် F1 ပြန်ကားမောင်းတမလောက်ကိုစကေတွေကျန်းနေတာနောက်ဆုံးတော့ကလေးတွေအကုန်လုံးဘေးကင်းရာ evacuation center ကိုရောက်သွားကြပါတယ်။ဟိုအဖေးကိုမကြည့်တဲ့ထောက်တော်မောင်ရှောင်းလဲသူ့အဖေဟီလိုမန်တီးသွားတော့မှဖတ်ငိုပါလေရောအစားကလေးကလိမ္မာပါလားကွာဒီဇလန်ကတကယ်ဖြစ်ရမှန် campfire မီးလောင်မှုကိုအခြေခံထားတာကမီးလောင်ရတဲ့တယောက်ခံရှက်စစ်ကုမ္ပဏီ PG&E နဲ့လော်ကြီးဒေါ်လာ73ဘီလီယံလောက်ပေးလိုက်ရတယ်တန်တော်မတန်ဘူးလူအသက်တွေအများကြီးဆုံးရှုံးခဲ့ရတာကယ်ဗင်ကြီးကတော့အခုချိန်မှာចောင်းဆရာတယောက်ဖြစ်နေပြီတဲ့ဗျတကယ် real life hero ပါပဲကဲပရိသတ်ကြီးရဲ့ဒီနေ့တော့ဒီလောက်ပါပဲအဆုံးထိကြီးပေးလူကျေးဇူးတင်ပါတယ်ဒီလိုမျိုးရင်ခုန်စရာအသက်လူရတဲ့ဇာကားမျိုးလေးတွေသဘောကျရင် comment မှာရေးခဲ့ကြပါဦးနောက်ထပ်ဘာကားလေးတွေတင်ပေးရမလဲဆိုတာလည်းအကြံပြုခဲ့လို့ရတယ်နော် page ကို like and share လေးလောက်တော့ဟိုလည်းမမေ့နေဦးနော်နောက်ဗီဒီယိုမှာပတ်ပတ်ဆက်ဆက်လမ်းနဲ့ကားတွေနဲ့ပြန်လာခဲ့နေ bye bye